ဟာပဲခူးတိုင်းဒေသကြီးပဲခူးမြို့နယ်ဝမ်းဖဲအင်းရွာရဲ့အနောက်ဘက်3မိုင်ခန့်အကွာဒေးစွန်ပါတောင်ပေါ်မှာတည်ရှိပါတယ်။ဒေးစွန်ပါဆိုတဲ့ဘွဲ့တော်ရဲ့အဓိပ္ပာယ်ကတော့ဒေးဆိုတာမွန်ဘာသာလိုတောင်ကုန်းစမ်းပါဆိုတာဂတ်ကောပင်တောင်ဂတ်ကောပင်တွေပေါက်ရာတောင်တော်လို့အဓိပ္ပာယ်ရပါတယ်။ပဲခူးရုံးမတောင်တန်းကြီးရဲ့အစုံအဆွဲပွားတောင်ကုန်းငယ်လေးတစ်ခုပေါ်မှာတည်ရှိတဲ့ဒေးစွန်ပါစေတီတော်ဟာမြတ်စွာဘုရားရှင်ကဟန်တာဝရီပြည်ကြီးပေါ်ထွန်းကအရှိအယက်မှမင်းညီနောင်နှစ်ပါးသာသနာပြုကြပြီးရွှေမော်တော်စေတီတည်ရှိရာကြောက်စွန်းဝင်းကျင်ကတောင်ကုန်းပေါင်း58ကုန်းပေါ်မှာလူအများစေတီတီထားကိုးကွယ်လိမ့်မယ်လို့ဗျာဒိတ်ပေးခဲ့ကြောင်းရှေးစာများအရာသိရပါတယ်။ဒေးစွန်ပါဟာဒီဗျာဒိတ်ကုန်းများတွေကတစ်ခုဖြစ်ပါတယ်။ဒေးစွန်ပါစံတော်ရှင်စေတီတော်ဖြစ်လာပုံသမိုင်းကြောင်းကတော့ကောဇာတက္ကရာ189ခုနှစ်ဟန်တာဝရီပြည်မှာသမလာမင်းထီနန်းစိုးစံပြီးညီတော်ဝိမလကိုအိမ်ရှိရထားခဲ့ပါတယ်။နန်းသက်2နှစ်အကြာမှာမွန်ဘာသာဖြင့်ကပိထောမြမလိုရွှေဖယုံမဲကိုမိဖုရားမြောက်ခဲ့ပြီးသားတော်တစ်ပါးဖွားမြင်ခဲ့ရာအမင်းသားလို့ထင်ရှားခဲ့ပါတယ်။နန်းသက်12နှစ်မှာသမလာမင်းကန်တော်ကုန်ခဲ့ပြီးအိမ်ရှိစံညီတော်ဝိမလနန်းတက်လာခဲ့ကရွှေဖယုံမဲကိုပဲမိဖုရားကြီးမြောက်ခဲ့ပေမဲ့တူတော်သူအမင်းသားလေးကိုနဲစွန်နယ်ပြားကိုစွန့်ပစ်ခိုင်းခဲ့ပါတယ်။အမင်းသားလေးဟာနဲစွန်နယ်ပြားမှာပဲကြီးပြင်းခဲ့ရပြီးအရွယ်ရောက်လာတဲ့အခါခွန်အားဗလဖုံးလက်ယုံနဲ့ပြည့်စုံလာကဟန်တာဝရီကိုကျူးကျော်ရန်